ဒါဟာကဘာမှာအကောင်းဆုံးဝယ်လင်တဲ့ state ဖြစ်ပေမဲ့အမျိုးသားဖြစ်သူကတော့တလုတ်စားကြည့်ပြီးတာနဲ့ပြန်ထွေးထုတ်လိုက်ပါတယ်ဟိုတယ်ကစပုံမှုတွေဟာအလက်ကျချက်ပြုတ်ပေးခဲ့ကြပါတယ်ဆယ်မုံငါဆာရှိမိငန်းစီစတဲ့ချက်ပြုတ်မျိုးစုံနဲ့စူးစမ်းခဲ့ကြပေမဲ့ဘာပဲလုပ်ပေးအဲ့ဒီလူကတလုတ်စားပြီးတာနဲ့ချက်ချင်းပြန်ထွေးထုတ်ခဲ့ပါတယ်ဘယ်သူမှလည်းသူ့ကြိုက်ကိုမသိခဲ့ကြသလိုမိဖို့ချောင်းတွေကစပုံမှုအားလုံးလည်းလက်လျှော့ရမယ့်အခြေအနေကိုရောက်နေပါပြီညင်တက်ခံထားရတဲ့ဟင်းပွဲတွေရဲ့အနံ့ကိုနမ်းကြည့်ပြီးနောက်မှာတော့အမျိုးသမီးကမီနူးထဲမှာမပါတဲ့ဟင်းတစ်ခွက်ကိုချက်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူမဟာအနီရောင်ဝိုင်းကိုအခြေခံပြီးလက်ဆက်မှုအတွက်ရှောက်သီးအနေငယ်ကိုဗီဇအရအလိုလိုတိစိတ်နဲ့ထည့်သွင်းချက်ပြုတ်ခဲ့ပါတယ်ဒီအစားအစာကိုပွဲပြင်ပြီးတီးခင်းလိုက်တဲ့အခါအဖုံးကိုဖွင့်လိုက်တာနဲ့အမျိုးသားဟာမင်းတက်သွားပါတယ်သူဟာဒီထူးခြားတဲ့ပါစတာပကံကိုမှတ်မိနေပြီးပါဝင်ပစ္စည်းတစ်ခုချင်းစီကိုတောင်တိတိကျကျအမိတက်နိုင်ခဲ့ပါတယ်ခဏအကြာမှာတော့ပကံပြားကိုပြန်ပို့လိုက်ပါတယ်ကြောင်စင်နေတဲ့ပကံပြားကိုကြည့်ပြီးအမျိုးသမီးကစိတ်ပြက်လက်ပြက်နဲ့တုံပြစ်လိုက်ပြန်ပြီလို့ထင်နေတော့မှပဲစပွဲထိုးကသူ့အကုန်စားသွားတဲ့နောက်ပြီးနောင်ကိုလည်းမင်းပဲသူ့အတွက်ထမင်းဟင်းတွေအကုန်ချက်ပေးရမယ်လို့ပြောရဲဆိုတဲ့အကြောင်းလာပြောပါတယ်လူတိုင်းကလည်းသူမအတွက်လက်ခုပ်တီးပြီးချီးကျူးခဲ့ကြပါတယ်နောက်တစ်နေ့မှာတော့အမျိုးသားကသူမကိုတမင်တကာဆန်းသက်ပါတယ်သူကကြက်ဥပဲချက်ပေးဖို့ခိုင်းပါတယ်အမျိုးသမီးကလည်းမငင်းညူပဲကြက်ဥနဲ့လုပ်တဲ့ဟင်းပွဲမျိုးစုံကိုတနေ့ကုန်ချက်ကျွေးခဲ့ပါတယ်သူမဟာတရက်ထဲမှာတော့ကြက်ဥအလုံးပေါင်း900ကျော်သုံးခဲ့ပါတယ်အမျိုးသားက sauce တစ်စက်မှမကြံအောင်အကုန်စားခဲ့ပြီးညစာစားတဲ့အချိန်နောက်ဆုံးကြက်ဥကိုလှိလိုက်တဲ့ခါမှာတော့အထက်ကနေမင်းနဲ့ရောင်တွေစီးထွက်လာပါတယ်ဒါဟာပြည်ကြီးငါရဲ့မင်းတွေဖြစ်ပြီးသူမကဒီနေရာကနေထွက်ပြေးခြင်းပြီးသူ့အတွက်ပဲတောက်လျှောက်ချက်မပေးချင်တော့ဘူးဆိုတဲ့သတိပေးချက်ပဲဖြစ်ပါတယ်အဲ့ဒီအခါအမျိုးသားကချက်ချင်းပဲထွက်ပြေးဖို့မစင်စားနဲ့မင်းရဲ့လက်ရာကိုငါတယောက်တည်းပဲစားရမယ်ဆိုတဲ့စာတူလေးပို့လိုက်ပါတယ်ဒါကိုဖတ်ပြီးနောက်အမျိုးသမီးကသူမရဲ့လက်ရာကိုနားလည်ပေးမဲ့သူတယောက်ကိုတွေ့ပြီလို့ထင်ပြီးပြုံးမိသွားပါတယ်ဒါပေမဲ့တတိယမြောက်နေ့မှာအမျိုးသားကဟင်းမာတဲ့အခါအမျိုးသမီးကနေမကောင်းလို့ခွင့်ယူထားကြောင်းသိလိုက်ရပါတယ်ဒါကြောင့်သူဟာသူမစီအလဲသွားပြီးထမင်းတနက်စားဖို့အတွက်သူမအိမ်ကိုသွားခဲ့ပါတယ်နောက်တစ်နေ့မှာအမျိုးသမီးဟာသူ့ရဲ့စိန်ခံစားအင်ကြီးစီဖိတ်ခေါ်လို့သွားခဲ့ပါတယ်ဒါပေမဲ့သူမသာသိရမယ့်အဲ့ဒီထူးခြားတဲ့ပါစတာကိုချက်နိုင်တဲ့နောက်ထပ်ကိုပိုင်းစပ်ဖို့မှုတယောက်အဲ့ဒီလူမှရှိနေတာကိုတွေ့လိုက်ရတဲ့အခါသူမအရန်တုန်လှုပ်သွားပါတယ်အမျိုးသမီးကဒါငါရဲ့ဟင်းပွဲလေးလို့ဒေါသကြီးပြောလိုက်တဲ့အခါမှာတော့ကိုပိုင်းစပ်ဖို့မှုကသူချစ်တဲ့အရာမှန်သမျှဟာငါနဲ့ပဲဆိုင်တယ်လို့ပြန်ပြောလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့အမျိုးသမီးဟာဘာမှပြန်မပြောနိုင်ပဲဒေါသကြီးနဲ့သာစိုက်ကြည့်နေပါတော့တယ်